ယူဂန်ဒါနိုင်ငံရဲ့အရက်ဆက်ဆုံးအာဏာရှင်သူကတော့20ရာစုရဲ့သမိုင်းမှာအရက်ဆက်ဆုံးအာဏာရှင်တွေတဲကတအူးဖြစ်တဲ့ ED အာမင်တာတာဖြစ်ပါတယ်သူဟာ1982ခုနှစ်ကနေ1989ခုနှစ်အထိယူဂန်ဒါနိုင်ငံကိုစစ်အုပ်ချုပ်ရေးစနစ်နဲ့အုပ်ချုပ်ခဲ့သူပါသူရဲ့ရစ်ဆက်မှုတွေကြောင့်ကမ္ဘာကသူ့ကိုယူဂန်ဒါရဲ့တာသက်သမား The Butcher of Uganda လို့သိကြပါတယ်။ ED အာမင်ဟာငယ်စဉ်ကတည်းကပညာရေးမှာအားနည်းခဲ့ပြီးဘောက်ဆင်လက်ဝှေ့ထိုးတာကိုသာဝါသနာပါခဲ့ပါတယ်။1946ခုနှစ်မှာတော့ဗြိတိရှဘိုလိုနီစစ်တပ်ဖြစ်တဲ့ King African Rifle KAR ကိုဝင်ရောက်ခဲ့ပါတယ်။စစ်တပ်ထဲမှာလည်း KAR တပ်တွေနဲ့အတူစစ်စင်ရေးတွေမှာတက်တက်ကြွကြွနဲ့ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ED ဟာစစ်စင်ရေးတွေအတွင်းမှာလက်ရည်သရဲရှိမှုရက်စက်ကြမ်းကြုတ်မှုတွေကြောင့်ဗြိတိရှတွေကသူ့ကိုတတိထားမိလာပါတယ်။1959ခုနှစ်မှာတော့ဗြိတိရှအစိုးရက ED ကို FND လို့ခေါ်တဲ့အမြင့်ဆုံးဒေသခံစစ်တီရာတို့ကိုပေးခဲ့ပါတယ်။ ED ဟာ1952ခုနှစ်မှ1960ပြည့်နှစ်အထိ9နှစ်ဆက်တိုက်ယူဂန်ဒါနိုင်ငံရဲ့ Light Heavyweight လက်ဝှေ့ချန်ပီယံဆုကိုလည်းရရှိခဲ့ပါသေးတယ်။1962ခုနှစ်ယူဂန်ဒါနိုင်ငံဟာဗြိတိရှစီကနေလွတ်လပ်ရေးရတဲ့အခါမှာတော့စစ်တပ်ကိုယူဂန်ဒါနိုင်ငံသားတွေနဲ့ပြန်လည်ဖွဲ့စည်းရမှာ ED ဟာအတွေ့အကြုံရှိစစ်သားတအုပ်ဖြစ်တာကြောင့်ဗိုလ်ကြီးရာထူးကိုရခဲ့ပါတယ်။1964ခုနှစ်မှာတော့ဒုတိယစစ်ဦးစီးချုပ်ရာထူးကိုတိုးမြင့်ခံခဲ့ရပြီး1966ခုနှစ်မှာယူဂန်ဒါသမ္မတမယ်လ်တန်အိုဘိုဒီရဲ့အကူအညီနဲ့စစ်ဦးစီးချုပ်အာမီကွန်မန်ဒါဖြစ်လာခဲ့ပါတယ်။အဲဒီကာလတွေဟာ ED အာမင်နဲ့သမ္မတအိုဘိုဒီတို့ဆက်ဆံရေးတင်းမြင့်နေတဲ့ကာလဖြစ်ပြီး ED ရဲ့ရာထူးတိုးမြင့်လာမှုတွေဟာလည်းသမ္မတရဲ့အကူအညီကြောင့်ဖြစ်ပါတယ်။1980နှစ်တွေမှာတော့ ED အာမင်နဲ့သမ္မတအိုဘိုဒီတို့ကြားဆက်ဆံရေးဟာမတင်မမြတ်ဖြစ်လာခဲ့ပါတယ်။သမ္မတအိုဘိုဒီဟာ ED ကိုကျော်လွန်ပြီးယူဂန်ဒါစစ်တပ်အတွင်းကသူယုံကြည်ရသူတွေကိုယာရုတိုးပေးတာလစာတိုးပေးတာ ED ရဲ့လုပ်ပိုင်ခွင့်တွေကိုလျှော့ချလာတဲ့အပေါ် ED ဟာမကြေမနက်ဖြစ်လာခဲ့ပါတယ်။1982ခုနှစ်ဇန်နဝါရီ25ရက်နေ့မှာတော့ ED ဟာတိုင်းပြည်ရဲ့အာဏာကိုသိမ်းလိုက်ပြီးနိုင်ငံကိုစစ်အုပ်ချုပ်ရေးကြီးညာလိုက်ပါတယ်။ဒီအာဏာသိမ်းမှုရဲ့အဓိကအကြောင်းရင်းကတော့အိုဘိုဒီကသူ့ရဲ့အခြေပြခြားစားမှုရမမွေအလွဲသုံးစားမှုနဲ့လူသတ်မှုတွေကြောင့် ED အာမင်ကိုဖမ်းဆီးရေးယူဖို့စီစဉ်နေခဲ့တာကိုကြိုတင်သိရှိခဲ့တာကြောင့်ဖြစ်ပါတယ်။ ED အာမင်ဟာသမ္မတအိုဘိုဒီနိုင်ငံခြားရောက်နေတော့အခွင့်ကောင်းယူပြီးအာဏာသိမ်းခဲ့တာပါ။ယူဂန်ဒါပြည်သူတွေဟာအိုဘိုဒီရဲ့ဖိနှိပ်မှုဗဟိုချုပ်ကိုင်မှုတွေကိုမကျေနပ်ကြတာကြောင့် ED အာမင်ကိုအစားပိုင်းမှာသူရဲကောင်းအဖြစ်သတ်မှတ်ပြီးလှည့်လှည့်ကြိုဆိုခဲ့ကြပါတယ်။သမ္မတအိုဘိုဒီကတော့ယူဂန်ဒါကိုပြန်မလာတော့ပဲမဟာမိတ်နိုင်ငံဖြစ်တဲ့တန်ဇန်နီးယားနိုင်ငံမှာခိုလုံခဲ့ပါတယ်။အာဏာရပြီးမကြာမီမှာပဲ ED အာမင်ဟာသူ့ရဲ့အာဏာကိုစုစည်းဖို့အတွက်နိုင်ငံရေးအရာရှင်းလင်းရေးတွေကိုစတင်ခဲ့ပါတယ်။သူ့ရဲ့အုပ်ချုပ်မှုကာလ10နှစ်အတွင်းမှာနိုင်ငံရေးပြန်ဘက်တွေတရားသူကြီးတွေဂျာနယ်လစ်တွေတက္ကသိုလ်ဆရာတွေဘာသာရေးခေါင်းဆောင်တွေနဲ့စီးပွားရေးသမားတွေကိုပြစ်မှတ်ထားတပ်ဖြတ်ခဲ့ပါတယ်။ဒီရက်စက်မှုတွေကိုအကောင့်ထဲပေါ်ဖို့အတွက်မြို့ဝဲရဲတပ်ဖွဲ့ကိုဖွဲ့စည်းပြီးဥပဒေမဲ့ဖန်ဆီးနှိပ်စက်တပ်ဖြတ်မှုတွေကိုလွတ်လပ်စွာလှုပ်ဆောင်ခွင့်ပေးခဲ့ပါတယ်။တပ်ဖြတ်ခံရသူပေါင်းဟာ3သိန်းမှ5သိန်းကြားအထိရှိခဲ့တယ်လို့ခန့်မှန်းရပါတယ်။